โอเคအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ဈေးကွက်လေးသုံးတက်ကြရအောင်ဈေးကွက်မသုံးခဲ့ခင်ကျွန်တော်အချင်းလေးနဲ့နားထောင်ကြည့်အောင်ကျွန်တော် AI နဲ့လုပ်ထားပါတော့အောက်တက်ကရရှောက်လို့ကြည့်တာလားအချင်းကတော့နားထောင်လို့ကောင်းတယ်ဗျ AI ကလည်းခုနောက်ပိုင်းကတော်တော်လေးတောင်းကြမ်းလာပြီနော်ကျွန်တော် AI ကိုမလိုက်မိနိုင်တော့ကျွန်တော်တို့ကတော့နောက်ကျန်တော့ဒီဘေးတွေက AI တော့မသိတော့ဆိုပြင်းနေမှာဆိုလို့အဲကြောင့်ကျွန်တော်က AI လေးနဲ့ရှောက်မှလိုက်လေ့လာရင်းနဲ့ AI ကိုလည်းတတ်နိုင်တော့ကိုယ်တွေလည်းလိုက်ရတာပေါ့နော်ခင်နောက်ကြာပြီးမှမကြံရအောင်လို့ကဲကျွန်တော်တချင်းလေးလောက်တာရှိအဲတချင်းလေးနားထောင်ကြည့်အောင်ရတော့မင်းရဲ့လက်လေးကိုစောက်ကင်ထားတဲ့ခံစားချက်ကအေးမြစေဒီကဘာမှာမင်းထလာတဲ့သူဘယ်သူမှမရှိနိုင်တော့ဘူးမင်းရဲ့ကြည်တစ်ချက်ကငါနှလုံးသားကိုအမြဲတမ်းနှွေးထွေးစေစကားလုံးတွေနဲ့ဖွင့်ရွယ်ဖို့ငါမှအားနေပေမဲ့မင်းပေါ်ထားတဲ့အချစ်တွေကတော့တောင်းတန်းတွေထက်မြင်မာနေတယ်ချစ်သူရဲ့မင်းကိုငါမထပ်ဖို့ပြီးညနိုးတယ်နေရတိုင်းမှာမင်းရဲ့ပြုံးတွေကငါအတွက်ခွန်အားတွေပဲမုန်တိုင်းတွေလာလဲမင်းလက်ကိုငါဘရောမှမလွတ်ဘူး Oh မင်းလေးဟာငါဘဝရဲ့ထာဝရအလားဆုံးကပြတဲ့ဘုရားညနေတဲ့ခါချစ်လေးတွေကိုကြည်ရင်မင်းကိုတတိရတယ်ငါရင်ခွင်ထဲမှာမင်းမြဲတမ်းခိုလုံနေဖို့ဆုတောင်းနေအနာဂတ်ရဲ့အိမ်မက်တိုင်းမှာမင်းကအတီးဆက်ဆောင်မယ်ငါဘဝရဲ့နောက်ဆုံးချိန်အတီးမင်းတယောက်တည်းကိုပဲရွေးချယ်မယ်တခါတလေစိတ်ကောင်းလဲမင်းလေးကချစ်ဖို့ကောင်းရဲ့နားလေမှုတွေနဲ့တိဆောက်ထားတဲ့ငါတို့ချစ်ကခိုင်မြဲရောမပြောင်းလဲမသွားမဲ့ကတိကဝတ်တွေနဲ့ချစ်သူရဲ့မင်းကိုငါမထပ်ဖို့ပြီးညနိုးတယ်နေရတိုင်းမှာမင်းရဲ့ပြုံးတွေကငါအတွက်ခွန်အားတွေပဲမုန်တိုင်းတွေလာလဲမင်းလက်ကိုငါဘရောမှမလွတ်ဘူး Oh မင်းလေးဟာငါဘဝရဲ့ထာဝရအလားဆုံးကပြတဲ့ဘုရားမင်းလေးကိုအမြဲတမ်းချစ်နေမယ်ငါရဲ့ကဘာငယ်လေးရဲ့โอเคနားထောင်တော့ကောင်းတယ်မလားကျွန်တော်ဒီချင်းလေးကAI နဲ့ click ထားတယ်ပါနော်AI နေလည်းကျွန်တော်တို့မလိုက်လို့လည်းမရတော့လိုက်မှပဲကိုရီးယားလည်းပြောမယ်ဆိုတော့ဒီ AI ကိုရောက်လာပြီးတော့နည်းနည်းများတော့တိထားမှရမှာလေခဏမကြောက်ဘူးကဲ okay အဲ့ဆိုကျွန်တော်ဆက်လက်ရအောင်ချက်ပြီးတော့အခု training နဲ့ပတ်သက်တဲ့ဒီနေ့သုံးတဲ့ချက်လေးကျွန်တော်လုပ်ကြည့်အောင်ဒီနေ့ဆိုရင်ကျွန်တော်တောက်ကြပါနော်တောက်ကြဆိုတော့တောက်လို့ကြတော့မတောက်တော့ကြဘူးဟုတ်ပါပြီ okay အဲ့တော့တောက်ကြနေဆိုတော့ကျွန်တော်တို့တပတ်ရဲ့နောက်ဆုံးနေ့ဖြစ်တယ်ပေါ့နော်နောက်ဆုံးနေ့ဆိုတော့ကျွန်တော်တို့ကအောက်ကိုဆင်းလာပြီBarrett Incapable များဖြစ်မလားတော့ကြည့်ရအောင်ပေါ့နော်ဒီကောင်ကြည့်မှဒီအောက်ကိုလာဆင်းမယ်ဆိုလို့ရှိရင်တော့ကြီးသွားပြီဆိုရင်နောက်ဘက်ကိုကျွန်တော်ဆင်းလာဖို့ရှိတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အပတ်ရဲ့တပတ်စာရဲ့ဒီမြင်းချောင်းကဟသွားပြီပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော် EMA 20ရဲ့ဒီဟိုဘက်ကိုတော်တော်လေးကိုဟသွားပြီဆိုတော့အောက်ကိုဒီကောင်ပြန်လာထိဖို့ဆင်းလာနိုင်တယ်ပေါ့နော်ဒီမြင်းချောင်းလာထိဖို့ဆင်းလာနိုင်မယ်မြင်းချောင်းပဲလို့တွားမလဲတော့ဒီလိုမျိုးတွားမလားအားရှိဒီလိုမျိုးလာထိပြန်တွားနိုင်တယ်ပေါ့နော်အဲ့တော့တပတ်စာမြင်းချောင်းကတော့ဒီမှာမြင်ရတဲ့အတိုင်းတော်တော်လေးကွာသွားပြီကွာသွားရင်သူပြန်ဆင်းလာတယ်ပေါ့နော်ဆင်းလာတယ်ဆင်းပြီးတော့တခါပြန်တက်မှာပေါ့အဲ့တော့ကျွန်တော်တို့ကဒီမှာတပတ်စာမှာဆိုလို့ရှိရင်တော့မြင်ရတဲ့အတိုင်းဒီမှာဒီကောင်ကဟောပြသွားပြီ RSI မှာဆိုလို့ရှိရင်ဒီမှာဖောက်တဲ့ပုံစံပြရပြီပေါ့နော်
ဖောက်တဲ့ပုံစံပြလို့ဒါနည်းနည်းလေးကျင်းလာပြီပေါ့နော်ကျင်းလာပြီဆိုတော့တစ်ဖက်မှာ site way ပုံစံဖြစ်တော့မယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဒါတကယ်လို့ဒါဒီကောင်ဒီတစ်ပတ်စာဒီနေ့ကဒီမှာပဲပြီးပြီးဒီအောက်မှာပဲပြီးချင်လို့လားပြီးစေဒီမြင်းเจ้าဖြတ်လို့ပြီးသွားတယ်ဆိုရင်ဒါနောက်ပတ်ကျရင်ကျွန်တော်တို့ဆက်ပြီးမှရောင်းမလိုက်ရမှာပေါ့နော်အဲတော့ကျွန်တော်ကြည့်အောင်ဒီဝမ်းမှာဆိုလို့ရှိရင်ဒါအောက်ကိုဒီမှာဖောက်ဆင်းသွားပြီဖောက်ဆင်းသွားပြီဆိုတော့ဒါဒီမှာမြင်းเจ้าနေမှာတော့လာထိပြီအပတ်မှာတော့မထိသေးဘူးနော်အပတ်မှာမထိသေးဘူးလို့နောက်ပြီးတော့ဆက်ဖို့ဆင်းမှုရှိအောင်မယ်ဆက်ဖို့ဆင်းမှုရှိအောင်မယ်ဆိုပြီးမဲ့လဲကျွန်တော်တို့ကဒီမှာအောက်မှာ gas ဆောင်တစ်စုံရှိရနော်gas ဆောင်တတိထားမှာပေါ့နော်ဒီကောင်ကိုကျွန်တော်တို့တယောက်ကိုပြန်ထားလိုက်မယ်ဒီမှာထားလိုက်မယ်နော်ဒီကြားမှာ gas ဆောင်ရှိတယ်ဒါလေးကိုဒီလောက်မှရှိတယ်အဲတော့ကျွန်တော်တို့အဝေးရှိသေးတယ်အဝေးရှိသေးတယ်ဆိုတော့ဒါဆင်းလာမယ်ဆိုလို့ရှိရင်တရက်ထဲနဲ့လည်းရောက်နိုင်တယ်ပေါ့နော်ဒီပုံစံနေထားရရောက်နိုင်တယ်နေ့ရက်3ရက်နဲ့လည်းရောက်လာနိုင်တယ်ပေါ့နော်ဒီမျိုးပုံစံတော့ရှိမယ်အဲတော့ကျွန်တော်4နာရီတော့ဆင်းကြည့်အောင်4နာရီဆိုလို့ရှိရင်မြင်းချောင်းကဘယ်လိုဖြစ်လာပြီဆိုတော့လဲဆိုလို့ရှိရင်4နာရီဆိုလို့ရှိရင်အခုကျွန်တော်ဒီမှာမြင်ရတဲ့အတိုင်း4နာရီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာမြင်ရတဲ့အနေထားရနေဆို4နာရီဆိုတော့ဒါစုံကြီးရတော့ဒီမှာရှိမယ်ဒါထွင်down twin ပေါ့နော် down twin ရဲ့ဟိုဒီမှာရှိမယ်ဒါအကြီးဆုံးပေါ့နော်အကြီးဆုံးဆိုတာဒီမှာရှိမယ်ဒါဒီမှာတော့အသေးပေါ့နော်ဒီကောင်ကိုကြော်နိုင်မလားဆိုတာကျွန်တော်ဆက်စောင့်ကြည့်ရမယ်ဘာဖြစ်လဲဆိုပြီးတော့နောက်တစ်ချက်ကပါလဲဆိုလို့ရှိရင်ကျွန်တော်တနားရီကိုတွားပြန်ကြည့်လို့ရှိရင်ဒီမှာကတော့ကျွန်တော်ပြောလို့ပဲဒီမှာတေးလေးလုပ်ပြီးပြန်ကန်တက်ချင်တဲ့အနေထားမှာရှိတယ်အဲတော့ဘာလဲဆိုတော့ဒီမှာကတော့ကျွန်တော်တို့အပေါ်ဖောက်တက်ပြီးမှအောက်ကိုပြန်ဆင်းလာဆိုဒီမှာကျဲသွားပြီပေါ့နော်ကျဲသွားပြီဆိုဆက်ဆင်းနိုင်တဲ့အနေထားမှာရှိဆက်ဆင်းနိုင်တဲ့အနေထားဆိုတော့ကျွန်တော်ကြည့်ရမှာဒီမြင်းချောင်းကိုတော့တစ်ခါဖောက်သွားပြီနော်ဒါဒီအမြင်းချောင်းEMA နေရာကိုကြော်လာပြီ EMA နေရာကိုဒီမှာဒီကောင်လေးကဖြတ်တော့မှာဒါတတိထားမှာနော်ဒီကောင်ဖြတ်ပြီးဆိုလို့ရှိရင်တော့ဒါတေးကြတယ်ဒီကောင်ဖြတ်ပြီးမှဒီအောက်ကိုဆင်းလာဆိုတော့ဒါတေးကြတယ်ဒီကောင်နဲ့တောက်လျှောက်ဘယ်လိုမျိုးလေးလာတော့မှမျိုးလေးနဲ့ဆင်းလာတော့မှဆိုတော့ကျွန်တော်တို့ကဒါကြည့်ရမှာဒီကောင်ဒီမြင်းအနီကနေနောက်ထပ်ပြန်ကန်တက်နိုင်သေးလားကျွန်တော်တို့တစ်ချက်ကြည့်ရမယ်မတက်တော့ဘူးဆက်ဆင်းလာဆိုကောင်ဖောက်လို့ရှိရင်တေးကြတယ်ကောင်ဆင်းပြီဆင်းနေဆိုတော့ဘယ်လောက်ထိဆင်းလာမလဲဆိုရင်အရင်ဆုံးဆင်းလာမှာကျွန်တော်ကြည့်ရမှာဘာကြည့်ရမလဲဆိုလို့ရှိရင်နံပါတ်ဆင်းလာမယ့်နေရာဒီနေရာဒီကောင်ဒီနေရာလေးဒီမှာဟိုရှိတယ်အခုဒီနေရာလေးကိုရောက်နေတာသူကဒီနေရာလေးကိုတွားအောင်ပါဒီမှာနော်ဒီကောင်လေးကိုလာအောင်ပါဒီမှာထိပါရင်နော်ဒါထိမှပေါ်ပြန်ကန်တက်သွားတာကန်တက်ပြီးတော့ဒီကောင်ခုနကဒီနေရာကိုတွားပါလောက်တယ်လဲဆိုရင်ကျွန်တော်တို့တစ်ချက်ပြန်ကြည့်ရအောင်ဆိုတော့ကောင်ပါရှိတယ်ဆိုတော့ဒီမှာနော်ဒါလေးရှိနေဒါလေးနော်ဒါလေးရှိနေဒီကောင်လေးရှိနေတယ်ဒီကောင်လေးရှိတော့ဘာလုပ်လဲဆိုဒီကောင်ကိုတွားထိတယ်ထိပြီးတော့ဒီကြားထဲမှာပြေးဆင်းလာနော်ဆင်းပြီးတော့ဒီကောင်ဒါအခုဆုံးကျွန်တော်တို့လိုက်လို့ရတယ်ဆိုဘယ်လိုလိုက်မလဲဆိုရင်ရောင်းပြီးတော့လိုက်ဒီအောက်ကိုထိရင်ခဏပြန်နားလိုက်ဒီလိုမျိုးလုပ်လို့ရတယ်နော်ပြီးတော့ကျွန်တော်တို့မိနစ်30တော့ဆင်းကြည့်မယ်မိနစ်30မှာဆိုတော့ဒီပုံစံလုပ်နေနော်မိနစ်30မှာဒီမှာဖောက်ပြီနော်စာရင်မှာဖောက်သွားပြီဆိုတော့ဒီကောင်ကိုကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ဆိုတော့မြင်းချောင်းလေးကဒါလေးမြင်းချောင်းလေးဖောက်ခိုင်းနော်ဖောက်ပြီးတော့သူမြင်းဝါတော့အပေါ်ပဲထောင်နေတုံးပုံစံပဲပြနေတယ်ဒါပေမဲ့ဟိုကောင်တွေကတော့စိုက်လာတယ်အဲဆိုတော့ကျွန်တော်တို့ကနည်းနည်းလေးနဲ့ရောင်းချတာကြည့်လိုက်ပေါ့နော်နည်းနည်းလေးနဲ့ရောင်းချတာကြည့်လိုက်ဒါအဆင်ပြေနိုင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်15မိနစ်ကိုတွားကြည့်မယ်15မိနစ်မှာဒီမှာဒါအောက်ကိုစိုက်လိုက်တော်တော်လေးစိုက်လိုက်နေထားဖြစ်လာနော်စိုက်လာပြီဆိုတော့ဒါပြီးဆင်းလာတော့မှနေထားမှရှိဒါကျွန်တော်တတိထားအောင်နော်အဲ့တော့5မိနစ်တွားကြည့်5မိနစ်ကတော့ဒီမှာ site way ပုံစံပြေးနေတောင်းလို့မြောက်လို့ site way ပုံစံပြေး5မိနစ်မှာဒါထပ်ဖောက်တော့မှာပေါ့နော်ဒါဒီမှာထ
ထားဖောက်လို့ရှိရင်ကျွန်တော်တို့ကဆင်းလာအောင်ပါပဲဒါဒီမှာမြင်းချောင်းနေတာဒီမှာပြင်းပြင်းနဲ့ရှုပ်ရှက်ခိုက်ပြီးမှပြန်ပြီးမှရှုပ်ရှက်ပြီးတော့ပြန်ဆင်းတော့မယ်နေထားပါရှိရဒါစုနေပြီးတော့ဒီကောင်တွေအားလုံးစုသွားရင်တေးကြတယ်ဒီလိုမျိုးပုံစံဖြစ်ရင်တော့ဒါလိုက်ရောင်းချလိုက်တော့9 မိနစ်မှာကျွန်တော်တို့စောင့်အောင်ပါဒီလိုမျိုးပုံစံဖြစ်လောင်စောင့်ဒီလိုမျိုးရှုပ်ရှက်ခတ်လာရင်စောင့်မလို့ရှိရင်ဒီလိုမျိုးချောင်းရှိချောင်းလေးပါသွားပြီဆိုရင်ဒါကွက်တိပဲဒါရောင်းလိုက်တော့အဲ့လိုမျိုးဖြစ်လာတဲ့မဲ့ဆိုရင်လည်းဒူအဲ့တိုင်းပဲအမြင်းနေရတော့အခုဒီမှာတဲ့မဲ့ပုံစံတွေပြရင်မှအပေါ်တစ်ချက်ဖောက်တယ်မှဒါပြန်စုလာပြီဆိုတော့ဒီကောင်ပြန်ဆင်းမဲ့နေထားမှရှိတယ်ဒီတစ်ပတ်ကတော့ဒီနေ့အစင်းနဲ့ပိတ်မယ်လို့အစင်းနဲ့ပိတ်သွားမှာပေါ့နော်အစင်းနဲ့ပိတ်သွားမယ်ဆိုတော့ဒါ D1 မှာဆိုလို့ရှိရင်ကျွန်တော်ကြည့်လိုက်လို့ရှိရင် D1 မှာလည်းဒီမှာတော့အတက်ပြတယ်ပေါ့နော်အတက်နေဆိုတော့ D1 မှာလည်းကျွန်တော်ထင်တယ်ဒီကောင်ဒီနားမှာထိမှချောင်းတော့ဒီမှာကြီးသွားတယ်ကြီးသွားဆိုဒီကောင်ဒီနေ့အစင်းနဲ့ပိတ်ပါဒါ14နာရီကျန်နေနော်14နာရီဆိုတော့ဒါပြေးကြတယ်ဒီကောင်ဒီ D1 ကိုကျွန်တော်တို့သွားကြည့်အောင်ဆိုတော့ဘယ်လိုမျိုးဒီကောင်ခဏဖြတ်လိုက်ပါနော်ဟုတ်ပြီလားဟုတ်ပြီဒီကောင်တွားပြီးသွားပြီပို့တွားထိပြီးသွားပြီနော်တွားထိပြီးသွားပြီဆိုတော့ဒါဆင်းတော့โอเคတယ်ဒါဆင်းမှတေးကြသွားပြီဆင်းမဲ့နေထားမှဖြစ်သွားတယ်အဲတော့ကျွန်တော်ကဘာပြောလဲဆိုတော့အခုလူပေါ်မှာခုနကတော့ကျွန်တော်9 မိနစ်မှတွားကြည့်တော့9 မိနစ်မှစောင့်ကြည့်ပြီးမှ9 မိနစ်မှလူစုပြီးမှဒီမြင်းကဒီလိုမျိုးစုသွားတယ်ဒီမှာဖောက်တော့ပြန်ဖောက်တတ်တော့မနော်ဖောက်တော့ပြန်စုပြီးမှခုနကလိုကျွန်တော်ပြလို့ပေါ့နော်ဒီဘက်ချမ်းကဒီလိုမျိုးပုံစံဖြစ်လာလို့ရှိရင်ဒီမှာဒီလိုမျိုးပုံစံဖြစ်မှဒီကောင်စုမှဒီလိုမျိုးဆင်းလိုက်ဒါလိုက်ရောင်းလိုက်တော့ဒါကွက်တီပဲဒါအခုလောစရာတော့ရောင်းဖို့လှုပ်ချင်တယ်လှုပ်လို့ရတယ်ဗောနော်လှုပ်တယ်ဆိုပေမဲ့ဒါပေမဲ့ stock loss ကအခုချိန်ဆိုရင်ကျွန်တော်တို့ကအများကြီးထားအောင် stock loss အများကြီးထားမှာ stock loss ကိုကျွန်တော်တို့ရှင်းပြောရရင်ဒီလောက်ထိတော့ထားလို့မရပါဒီလောက်ထိကိုတော့ထားမှအဆင်ပြေမှာဗောနော်ဒါဆိုကျွန်တော်နည်းနည်းကွာတယ်စောင့်ကြည့်လိုက်အောင်သူတက်အောင်မှထပ်မှာတက်ပြီးတော့ဒီမြင်းချောင်းရှုပ်ချက်ခတ်ပြီးတော့အောက်ကိုပြန်စိုက်ဆင်းအကုန်စုပြီးဆင်းတဲ့ချိန်ကျမှကျွန်တော်တို့ stock loss ကိုကပ်ပြီးမှထားလိုက်ဗောနော်ကပ်ပြီးထားလိုက်လို့ရတယ်အဲ့တော့ဒီနေ့ကတော့ဒါလောက်ပါခင်ဗျာကျေးဇူးတင်ပါတယ်ဒီနေ့ကဒါနောက်ဆုံးပိတ်အောက်ကြံနေဆိုတော့အိတ်နဲ့လွယ်အောင်အိတ်နဲ့လွယ်မလွယ်တော့မသိဘူးဒီနေ့ဒီဇင်းရှိတာမရှိတာမသိဘူးချက်ကြည့်ရအရှိရရှက်ဆိုပဲနေမှာပဲနာရှိတယ်ရှိတာပေါ့ envelope မဲ့ရှိမယ် retrain z MOM ရှိမယ်နောက်ပြီး non frame free ရရှိမယ်ဒီ၃မျိုးရှိမှာနော်ဒီကအဲ့တော့ okay ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံး bye bye